အားလုံးပဲမင်္ဂလာပါဒီပထမဆုံးစိုးပွဲကခန်းဆက်ချီမာကိုနောက်ဆုံးစီကိုမဟုတ်ခဲ့ပါဘူးသူ့ပို့ပြီးတော့ဒါပြန်ပြီးနိုင်ကျင်စိတ်တွေပဲပြန်ဖြစ်ပေါ်လာခဲ့ပါတယ် UFC 328ပြိုင်ပွဲမှာ South Thailand ကိုစိုးပြီးတော့ဒီ Middleweight Champion ကပတ်ကိုလက်လွတ်ခဲ့ရတဲ့ဒီခန်းဆက်ချီမာကဒါအခုထိရီမချက်တစ်ခုပဲစီနေပါတယ်အဲ့ဒါက South Thailand နဲ့ဒါမကြေပွဲပြန်ထိုးခြင်းနေတာဖြစ်ပါတယ်ဒေနာဝိုင်းကတော့ဒီခန်းဆက်ချီမာဟာဒီ light heavyweight တက်ချင်တယ်လို့ပြောခဲ့ပေမဲ့ခန်းဆက်ချီမာရဲ့လောက်ရက်တွေကဒါအဲ့ဒီစကားနဲ့စန့်ကျင်နေတာဖြစ်ပါတယ်သူ့ရဲ့ social media ကနေ South Thailand ကိုတိုက်ရိုက်စိတ်ခေါ်လိုက်ပါတယ်ပွဲကိုလက်ခံလိုက်မပြေးနဲ့ဒီဘာပဲဖြစ်ဖြစ်မင်းကနိုင်မှာပါပွဲမြန်လေးဖြစ်ရင်ဒါမင်းတော့အသက်စု6လေးပဲဆိုပြီးဒါပြပြထန်လေးရေးထားခဲ့တာဖြစ်ပါတယ်ကန်ဆာဂျီမာဟာဒီ2025ခုနှစ်မှာရူဘာဝိုက်တကာကိုစမင်းစင်းနဲ့အနိုင်ယူပြီးချန်ပီယံလုပွဲရခဲ့တယ်လို့ DDP ကိုလည်းတစ်ဖက်သက်အသာစီးကစားပြီးဒီ middleweight champion ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ South Thailand ကိုစိုးခဲ့တာကသူ့ရဲ့ fighter ဘဝပထမဆုံးစိုးပွဲဖြစ်သွားခဲ့ပါတယ်South Thailand ဘက်ကတော့ဒီလက်ရှိအခြေအနေမကြည့်ပွဲကြောင့်ဘာမှမတုံ့ပြန်သေးပါဘူးဒီဇင်ဘာလအတွင်း UFC တန်စကားတဲ့ပြန်လာဖို့ဒါပြစ်မှတ်ထားနေတယ်လို့သိရှိရပါတယ်တချို့ fighter တွေကဒီပထမဆုံးစုံပွဲနောက်ပိုင်းမှာလမ်းကြောင်းပြောင်းတတ်ကြပေမဲ့ခန်းဆက်ချီမာကတော့ဒါမပြီးပဲစုံပွဲကိုပြန်ချပြချင်တာဖြစ်ပါတယ်အခုကျန်တာက South Thailand ဘက်ကဒီစိတ်ခုံမှုကိုလက်ခံမလားဆိုတာကိုကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်လိုက်ရအောင်ဗျနောက်ထပ်ကျွန်တော်ပြောပြချင်တာကဒီအီယန်ဂါလီကတော့ဒါကော်နာမဂရီဂိုရဲ့လမ်းစဉ်ကိုလိုက်နေပါပြီအစ္စလာမာကချက်နဲ့ဒီ UFC 330မှာလုံးမဲ့ချန်ပီယံလူပွဲမှာဘယ်လိုအနိုင်ရမယ်ဆိုတာကိုကြိုတင်ဟောခွေထုတ်လိုက်တာဖြစ်ပါတယ်အီယန်ဂါလီကတော့ဒီဩဂါလ15ရက်နေ့မှာဝေဒါဝိတ်ချန်ပီယံအသစ်ဖြစ်လာမယ်လို့အပြည့်အဝယုံကြည်နေပါတယ်သူက UFC မှာဆက်ပွဲထိုးပြီးတပွဲပဲစိုးထားတာပါစိတ်ဝင်စားစရာကောင်းတာကအီယန်ဂါလီကအစောပိုင်းချီမှာအလဲမထိုးခြင်းဘူးလို့ပြောထားတာပါလေးချီလို့အသာစီးထိုးခြင်းနဲ့စရရချီရောက်ရင်အားလုံးကိုကြိုပြောပြီးအစိုးတတ်မယ်လို့ပြောခဲ့ပါတယ်သူ့ကို9ရက်ထောက်ချောက်တဲ့ဆွဲခေါ်ပြီးပွဲသိမ့်မယ်လို့တော့ပြင်းပြင်းထန်ထန်လေးတိုက်ထားတာဖြစ်ပါတယ်ဒါပေမဲ့အီယန်ဂါလီရဲ့နောက်ဆုံးအလဲထိုးပွဲကတော့ဒီ2023ခုနှစ်ဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာတော့ပွဲမဖြတ်နိုင်တော့တာကိုတော့ဒါပြည်သက်တွေသတိထားမိနေကြပါတယ်ဒီကြားထဲမှာအီယန်ဂါလီကဒါသူ့ရဲ့အိမ်မဖြစ်တဲ့ UFC ကိုဒီကရော့ပတ်မှာပြန်ပြီးတော့ကျင်းပစီစဉ်တာဖြစ်ပြီးအိုင်ယာလန်ပြည်သက်တွေစီမှာဒါချန်ပီယံဖြစ်ကာကွယ်ပွဲထိုးခြင်းနေတာဖြစ်ပါတယ် UFC ကိုအိုင်ယာလန်ပြန်ခေါ်လာခြင်းပါတယ်ဒီလန်ကိုတော်တော်ကြာထမ်းလာခဲ့ပြီးနောက်ပွဲနိုင်ရင် UFC သမိုင်းမှာဒီနိုင်ပွဲအများဆုံးအိုင်ယာလန်သားဖြစ်မယ်လို့အီယန်ဂါလီကပြောဆိုထားပါတယ်တချိန်ကကော်နာမဂီကိုပြောခဲ့သလိုပဲဂါလီကလည်းဒီရလက်ကိုကြိုတင်ပြောနေတာဖြစ်ပါတယ်ဒါပေမဲ့စကားနဲ့လေတိုက်တာကတော့လွယ်ပါတယ်အစ္စလာမာကချက်ရဲ့16ပွဲဆက်နိုင်မှတ်တမ်းကိုလည်းဒါချိုးဖြတ်နိုင်မလားဆိုတာကိုဒါပွဲရောက်မှပဲအဖြေကိုကျွန်တော်တို့စောင့်ကြည့်လိုက်ရအောင်ဗျနောက်ပြီးမကြည့်ပွဲကစားဖို့အသင့်ပါပဲလို့ပြောဆိုလိုက်တဲ့အီမန်ကာဇာလီရဲ့ချန်ပီယံသစ်ဖြစ်လာတဲ့အီမန်ကာဇာလီရဲ့ကဇွန်လ26ရက်တောက်ကြနေ့ကပြိုင်ဘက်ဖြစ်သူအိုဒီကောကိုအနိုင်ရခဲ့ပေမဲ့ဒီဝေဖန်မှုတွေကတအားကိုမြင့်တက်နေတာကြောင့် CEO ချက်တွေကလည်းဒါမကြည်ပွဲပြန်တည်ပေးမယ်လို့အတည်ပြုခဲ့ပါတယ်ဒီလက်ရှိချန်ပီယံအီမန်ကာဇာလီယက်ကလည်းဒါမကြည်ပွဲပြန်ကစားဖို့အသင့်ပါပဲလို့အတည်ပြုလာခဲ့ပါတယ်ဒီပွဲတော့ကျွန်တော်ရဲ့အစီအစဉ်ကဆင်းပါတယ်ကျွန်တော်ကကမ္ဘာနံပါတ်1တိုက်ခိုက်သမားဆိုတာတတိပြဖို့ထိုးစစ်ဆင်ဖို့ပါပဲဒါပေမဲ့ပွဲကအစီအစဉ်တိုင်းမဖြစ်လာခဲ့ပါဘူးဦးဒီကောကပတ်ပြီးနေခဲ့လို့ကျွန်တော်ကသူ့ကိုတစ်ချိန်လုံးနီးပါးလိုက်လံဖိအားပေးနေခဲ့ရတယ်ငါးချီအပြီးမှာကျွန်တော်ကပွဲကိုလွှမ်းမိုးထားပြီးအထူးတစ်ဖြစ်ဒီတစ်ချီနှစ်ချီနဲ့ငါးချီမှာပိုပြီးတိကျတဲ့ထိုးနှက်ချက်တွေရရှိခဲ့တဲ့အတွက်အနိုင်ရမယ်လို့ဒါယုံကြည်မှုအပြည့်အဝရှိနေခဲ့ပါတယ်promotion ဘက်ကဘ누구ကိုမဆိုဒီကပတ်ကိုကာကွယ်စေချင်ရင်အစ္စလမ်ကျွန်း no o ဒါမှမဟုတ်ဘ누구နဲ့ဖြစ်ကျွန်တော်ကအမြဲတမ်းအသင့်ရှိနေပါတယ်ပရိသတ်တွေကဒီရလက်အပေါ်မှာအမြင်မတူလို့ဒါမကြည်ဝဲပြန်ကြည့်ချင်ရင်လည်းဒါပြန်ကစား
ပြန်ကစားပေးမယ်လို့လည်းဒါပြန်ကစားပေးဖို့အသင့်ပါပဲလို့ဒါ One Champion ရဲ့တရားဝင် website ကိုအတိပေးပြောကြားခဲ့တာဖြစ်ပါတယ်